အဲ့တော့အခုစပြီးတော့လှုပ်တာကိုပြမယ်ဒါလေးလှုပ်ဖို့အတွက်ကိုပထမဆုံးစီလီကွန်ဒီအလုံးလေးတွေလုံးအောင်ပြမယ်စီလီကွန်အလုံးလေးတွေဒါလေးတွေဒါအသေးဆုံး size ကလေးเนาะသူက size မျိုးစုံလာတယ်အသေးဆုံး size ကိုသုံးလာတာเนาะအသေးဆုံး size လေးပါအဲ့ဒါလေးနဲ့သုံးမယ်ဒါကိုလှုပ်ဖို့အတွက်ကိုပိတ်စကိုကြိုက်တဲ့အစားသုံးเนาะနည်းနည်းလေးပြောင်ပြောင်လေးဖြစ်နေတဲ့အသားလေးတွေဆိုပိုကောင်းပါတယ်ပြောင်းလေးဖြစ်နေတဲ့အသားလေးဆိုရင်ပုံထွက်ပိုလှတယ်နော်ဒါလေးလည်းဟိုတက်ကုတ်ဒီဟာလေးလုပ်မယ်စီလီကွန်အလုံးလေးကိုဒီပိတ်စလေးကတလက်မကွယ်ပတ်လည်းရှိတယ်တလက်မကွယ်ပတ်လည်းညှက်ထားတယ်နော်အဲ့ဒါမှဒီထဲကိုလာထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်သူဒါလေးကိုစုပြီးတော့အချီလေးနဲ့တုပ်မယ်အချီတွေကိုရောင်မှုသုံးမယ်နော်ဒီမှာကျတော့ကြည့်တဲ့အခါလွယ်ကူအောင်လို့ရောင်ခွဲကိုတမင်ကိုသုံးလာတာကိုယ့်ဘက်ကိုလှုပ်လို့ရှိရင်ရောင်မှုသုံးပါကိုအခုကင်နာတဲ့ဟာပိတ်စာလေးအကုန်မိအောင်ကင်မယ်နော်တစားနှစ်စားလွတ်နေတာမျိုးတွေမဖြစ်စေနဲ့လွတ်နေလို့ရှိရင်အင်ကြီးတုတ်တဲ့ခါပြန်ပြီးကုန်နေမယ်အဲ့ဒါပြီးဒီမှာထိုးလိုက်တယ်ထိုးပြီးနှစ်ပတ်သုံးပတ်ခိုင်တဲ့ထိတုတ်မယ်နှစ်ပတ်သုံးပတ်ခိုင်တဲ့ထိတုတ်အပေါ်ကနေကြည့်လိုက်လို့ရှိရင်လေဒီတွန့်နေတာတွေအတက်နိုင်ဆုံးနည်းအောင်လုပ်ပါလုံးဝမတွန့်မဲတော့မရှိဘူးအောင်နာလေးမှာတော့ရှိမှာပဲเนาะအဲ့ဒါမဲ့အပေါ်ကနေကြည့်လိုက်ရင်เนาะတသက်ရက်လေးဖြစ်နေအောင်အတက်နိုင်ဆုံးလုပ်မယ်နှစ်ပတ်သုံးပတ်လေးပတ်ထားမယ်ပတ်ပြီးရင်အခုဒီမှာအကိုတုံမယ်အစတက်မယ်တုတ်တဲ့ခါကျရင်လည်းအခုဒီမှာဒီရစ်ထားတဲ့ဟာရဲ့ဒီအောက်ဘက်ကနေမထိုးနဲ့ဒီခြီလေးရဲ့အပေါ်ဘက်ကနေထိုးမယ်ခြီရဲ့အပေါ်ဘက်ကနေဟိုဘက်ဒီဘက်ဖောက်ထိုးမယ်စီလီကွန်မှာဖောက်ထုံးမယ်နှစ်ချက်သုံးချက်လောက်ဖောက်ထုံးမှခံအောင်လို့ပြီးတော့ရင်ခြီကိုအစတက်ပြီးတုပ်မယ်တုပ်တဲ့ခါကျရင်လည်းအဲ့လိုပဲဒီရစ်ထားတဲ့ခြီလေးဒီအောက်ဘက်မှာလာမတုပ်နဲ့အပေါ်ဘက်ကလေးကိုတုပ်အဲ့ဒါမှတီချာတို့ကဒီတုပ်ပြီးဝိုင်းဒီအောက်ကဖြတ်မှာလေတကယ်လို့ကအောက်နာလာတုပ်ထားရင်အခက်မသိရင်ဒီတုပ်ထားတဲ့ဟာလေးကိုညှက်မိမှာဆိုလို့မညှက်မိလဲအလွယ်တကူပြီးသွားတာတော့ဘာလို့ဖြစ်မှာဆိုလို့လေနော်အားကြောင့်ဒီအပေါ်ဘက်မှာတုပ်တဲ့ခါကျတော့မဖြစ်တော့ဘူးအဲ့ဒါမျိုးလေးပြီးသွားရင်သူ့ကိုတုတ်ထားတဲ့နေရာနဲ့နော်ဒီမှာချီအပြအရင်သုံးပေးထားတယ်မြင်ရအောင်လို့ကက်ရက်ကလေးညှပ်ပလိုက်အချီလည်းညှပ်ပလိုက်တော့အားဆိုလို့ရှိရင်ရပြီဒါဆိုလို့ရှိရင်ရပါပြီဒါဆိုလို့ရှိရင်ရပြီဆိုတော့အခုဒီမှာဒီဟာလေးကိုမီးတို့မယ်နော်ညှက်ထားတာရှိနေလို့အဲ့ဒါပြီးဒီအောက်ကဒီပိတ်စတွေကဖွာနေမှာအဲ့တော့သူ့မှာဖွာအောင်လို့မီးလေးတို့မယ်ပြီးဖိလိုက်ဒါဆိုရင်ရပြီဒါဆိုရင်အလုံးလေးရပြီကိုလုံးမဲ့ပန်းအရေအတွက်ပေါ်မူတည်ပြီးတော့အလုံးတွေကအများကြီးလိုလိုက်မယ်နော်ဒါဆိုရင်အလုံးလုံးတာတည်ပြီဆိုတော့ပန်းခောက်တာကိုပြမယ်ပန်းခောက်ဖို့အတွက်ကိုအခုလုံးမဲ့ပန်းလေးအတွက်ကိုပစင်းကောင်းတီးဘက်ကကျိုးတီး25လက်မအရှိလိုမယ်ကောင်းတီးမလောက်ရသေးခင်ကျိုးအလုတ်ကအရှိကိုပြောရနော်25လက်မလိုမယ်အခြေခံအတန်းတက်ထားပြီးသားသူတွေတော့သိပါတယ်ကျိုးအလုတ်တီး25လက်မလိုမယ်ကောင်းတီးဘက်ကအဲ့တော့ခွင်းဘက်ဆိုရင်3လက်မရော့မယ်ထုံးစက်တိုင်းအဲ့တော့22လက်မပဲလို့တော့မယ်နော်ခွင်းဘက်ဆိုအခုကကောင်းသီးဘက်ကိုလုပ်မယ်ကောင်းသီးလုပ်လိုက်ပြီးလုပ်ပြီးသွားပြီဆိုရင်အခုဒီမှာ9စိတ်ဒါလေးဒီချေတို့ဒီမှာပစင်းသီးတန်လေးလုပ်ဖို့အတွက်9စိတ်မှတ်ခဲလေးနဲ့မှတ်ထားတယ်9စိတ်ကိုတိုင်းပြီးရင်ဒီမှာမှတ်ခဲလေးနဲ့မှတ်ထားတယ်ပြီးွားရင်ဒီမှတ်ခဲမှတ်ထားတဲ့နေရာနေမှာဒီအထီကို10လက်မလုပ်မယ်နော်ဒီအောက်ကအခွေလေးဒီ10လက်မခွေထားတာမို့လို့ဒီကျိုးဒီ10လက်မကျန်ရမယ်ဒီကနေမှအတီထိဒီ10လက်မအဲ့တော့အဲ့ဒီ10လက်မကိုအခွေလာမယ်သူ့ကိုခွေဖို့အတွက်ကိုတစောင်းလေးညှက်မယ်ညှက်ပြီးွားရင်မီးလေးနဲ့တုပ်မယ်မဟုတ်ရင်အစာတွေထွားနေမှာဆိုလို့နော်မီးလေးနဲ့တုပ်မယ်ဒါတိပါရဲ့နော်အခြေခံတန်းမှလည်းလှုပ်လာပြီးသားတယ်အဲ့ဒါပြီးရင်အခွေမယ်အဲ့ဒီအခွေကိုချုပ်ရိုးအောင်မှာပဲရှိပါစေနော်ချုပ်ရိုးကအောင်မှာပဲရှိရမယ်အဲ့ဒါလည်းတိပါတယ်နော်အခြေခံတန်းမှမဟုတ်တာအထူးတန်းသမားဆိုတော့ဒါသိပါတယ်ခွေမယ်အဲ့ဒီအခွေကိုခုနက9စိတ်ကလေးနာရောက်တဲ့ထီကိုခွေရမယ်နော်ဒီခွေလာတာဒီမှာ9စိတ်မှတ်ထားတဲ့ဒီနာထီဒီကျိုးရဲ့ရှိသည်10လက်မှခွေလာပါမယ်ကြစ်လွတ်လေးခွေမယ်လှအောင်ခွေမယ်နော်ခွေပြီးကင်လို့ရလောက်တဲ့အနေထားဆိုရင်ဒီဇာကနာကိုဖြုတ်လက်နဲ့ဆက်ခွေမယ်မခွေခင်ဥထွက်နေတာတွေရှိလို့ရှိရင်သူ့ကိုတေးကြညှိမယ်နော်ဒီမှာခွေလာတာ9စိတ်မှတ်ထားတဲ့နေရာထိရောက်ပြီနော်အဲ့တော့ခွေတာရက်ပြီးတုံမယ်ဒီအခွေလေးဒီ10လက်မရှိတယ်နော်ခွေထားတာအဲ့တော့
တုံမယ်ကျေတီခွင်းလေးလုပ်မယ်နော်ဒါအောင်လုပ်တတ်ပြီးသားဆက်ပြီးလုပ်မယ်နော်လေးဘက်လေးလံတုံမယ်ပေါင်းလက္ခဏာတုံမယ်နော်အခွေကိုလေးဘက်လေးလံအကုန်လုံးတုပ်ပါလေးဘက်လေးလံဒါပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီမှာတုပ်ထားပြီးသားနေရာလေးကိုအဖင်နဲ့ထည့်မယ်တုပ်တာအပေါင်းလက္ခဏာကိုတုပ်မယ်နော်အခြေခံအတန်းမဟုတ်တဲ့အတွက်ဒါအောင်အကုန်မပြဘူးတချို့ဗီဒီယိုတွေကဖြတ်သွားတယ်တီးပြီးသားတွေဖြစ်တဲ့အတွက်နော်အဖင်နဲ့နှစ်ခါထည့်ထားတယ်ပြီးရင်ဒီဘက်မှာလည်းအဲ့လိုပဲဒီတစ်ခုလာကတ်လိုက်အဖင်နဲ့ထည့်အဲ့ဆိုရင်ပစင်ကောင်းအတန်လေးဖြစ်သွားပြီနော်အဖင်နဲ့ထည့်ရင်နှစ်ခါထည့်မယ်နော်ဖဲလိပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖဲရကြတော့မာတယ်မခိုင်ပါဆိုလို့နှစ်ခါထည့်မယ်ရိုးပိတ်သားတယ်ဆိုရင်တစ်ခါပဲထည့်ရတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ပန်းစပြီးခောက်တော့မယ်အဲ့ဒါပြီးရင်ခုဒီမှာဒီဆီလီကွန်အလုံးလေးကိုထည့်မယ်ဆီလီကွန်လုံးလေးကိုထည့်မယ်ဒါစပယ်ပန်းလောက်တာပဲเนาะတိပြီးသားတော့ဆီလီကွန်လေးပိုသွားတာပဲရှိတာခုဒီမှာခုနကဒီမှာကောင်းသည့်အတန်လေးရပြီ5စိတ်အတန်လေးရပြီဆိုရင်ဒီဆီလီကွန်အလုံးလေးကိုလာထည့်မယ်ဆီလီကွန်အလုံးကိုထည့်တဲ့ခါကျလို့ရှိရင်ねဒီဆီလီကွန်အလုံးဒီကျိုးရဲ့မျက်နှာပြင်နဲ့တညီတဲ့ထားသူ့ထက်ကိုဖောင်းညင်လို့ဆိုပြီးတော့အပေါ်လုံးဝမတင်ပါနဲ့ကွက်တိပဲထားမယ်မျက်နှာပြင်တညီတဲ့ပဲထားပါတညီတဲ့ထားလဲသူ့ဘက်သက်သူဖူးဖောင်းဖောင်းဒီဇိုင်းလေးထွက်တယ်เนาะဒီမှာတညီတဲ့ထားလိုက်တယ်ထားပြီးအဖင်နဲ့နှစ်ခါထည့်မယ်တစ်ခါတည်းမဟုတ်เนาะနှစ်ခါထည့်မယ်ဖိုးရိုင်းတစ်ခါတည်းထည့်ရင်မခိုင်မဲနေမယ်အားကြအဖင်နဲ့အမြဲတမ်းနှစ်ခါထည့်မယ်နှစ်ခါထည့်ပြီးသွားပြီဆိုလို့ရှိရင်အနောက်ဘက်ကိုလှည့်မယ်အခွေနဲ့ဒီဆီလီကွန်အလုံးကိုအရင်လိုက်တုပ်မယ်အောက်ကလေးနေထိုးတယ်ဒါရှဒီမှာထိုးပြီးတက်လာပြီနော်ဒါရှထိုးပြီးတက်လာပြီအဲ့ဒါကိုခိုင်နဲ့ထိလိုက်တုပ်မယ်ဆီလီကွန်အလုံးကိုပတ်လည်လိုက်ထိုးမယ်အချီအပြောက်ပဲထိုးမယ်နော်ပတ်လည်လိုက်ထိုးမယ်ဆိုလို့ခြီတော့လုံးဝမပေါ်ပါစေနဲ့ခြီထွက်နေတဲ့နေရာကရက်ကနေပြန်ထိုးကိုမထိုးရသေးတဲ့နေရာတွေလေးဘက်လေးလံအကုန်လုံးလိုက်တုပ်ပါအကုန်လုံးတုပ်ပြီးသွားပြီဆိုရင်ခိုင်ရတုပ်မယ်နော်လေးဘက်လေးလံအကုန်ခိုင်တဲ့ထိစိတ်ချတဲ့ထိတုပ်ရမယ်ကောင်းကောင်းစိတ်ချပြီဆိုတဲ့အနေထားတိတုပ်ပြီးွားရင်သူခလဲကိုပြန်ဆင်းမယ်ခလဲကိုပြန်ဆင်းအဲ့ဒါဆိုရင်သူကဗန်တစ်ဖက်ရပြီဒါမှသူကညင်သွားမှာမဟုတ်ရင်နောက်တစ်ဖက်လုံနေတာကြီးကပြုတ်ထွက်ကုန်လိမ့်မယ်เนาะအဲ့ဒါဆိုရင်ရပြီဒါနဲ့ဒါဒီတညီတည်းဖြစ်ရမယ်เนาะအဲ့ဒါလေးမှတ်ထားပြီးဖောင်းမြင်စောနဲ့အပေါ်လောကမတင်ပါနဲ့ဒါဆိုရင်ရပြီဒီတိုင်းပဲတစ်ဖက်ပြီးတစ်ဖက်လှုပ်သွားပေးပါအားလုံးပြီးသွားပြီဆိုလို့ရှိရင်အနောက်ဘက်ကိုဆွဲချတုပ်ပြီးတော့ဖြတ်လိုက်မယ်အခုဒီမှာတစ်ဖက်ပြီးတစ်ဖက်လှုပ်လာတယ်အားလုံးပြီးသွားရင်အစားတတ်တာလှုပ်တက်ပြီးသားเนาะအသားဖောင်းမဲ့အနောက်ဘက်ကိုဆွဲချတုပ်ပြီးဖြတ်လိုက်လို့ရှိရင်ဒါလေးရပါပြီနော်တူတူပဲစပယ်ပန်းနဲ့ပထမဦးဆုံးအခြေခံတန်းမှာစတင်တဲ့စပယ်ပန်းနဲ့တူတူပဲအရန်လွယ်ပါတယ်ဒါပေမဲ့ဒီဖူးဖောင်းပန်းတွေကအဆီလီကွန်လုံးတွေကိုထိရတာခက်တယ်နောက်ထပ်တင်မဲ့ဟာတွေဆိုပို့ပြီးခက်မှာပို့ပြီးလက်ဝင်မှာအဲ့တော့စိတ်ရှိနဲ့တည်တည်ချာချာလုပ်ပေးပါလုပ်တာလုံးဝမလောနဲ့တက်ရက်လေးလုပ်ပေးဒါဆိုရပါပြီဒါဆိုရပါပြီဒီတိုင်းဆိုရင်မလှဘူးဒီလိုမျိုးမှလှမှာနော်ဒီလိုကြီးပေါ်နေတာရမလှဘူးအလဲမှာကြတော့ရိုးအခွေထပ်ပြီးတင်လိုက်ရတယ်ဒါပေမဲ့ရိုးအခွေနဲ့ဆိုင်ဒီနှင်းစီအခွေလေးကိုတင်မယ်နှင်းစီပန်းလုတ်တက်ပြီးသားနော်အခြေခံတန်းမှတွေဒါလူတိုင်းတင်ခဲ့ဘူးတယ်ဒီချက်တင်တဲ့သူမဟုတ်လဲတခြားမှာတတ်ထားလဲပဲနှင်းစီပန်းအခြေခံတန်းမှတွေပါတဲ့ဟာတွေဒီမှာနှင်းစီပန်းလေးလုတ်ထားပြီးသားတွေဒါအောင်သူနဲ့လာတွဲလိုက်လို့ရှိရင်ရပါပြီနော်လာတွဲတဲ့ခါကျလို့ရှိရင်တော့သူအဖေနဲ့ထိုးလို့မရတော့ဒဲထိုးမှရမှာဖြစ်သွားပြီနော်ထိုးတဲ့ခါကြလို့ရှိရင်အခုဒီမှာအလဲကြီးတွေကိုရုပ်ဆိုးအောင်မထိုးနဲ့နော်အလဲမှာဘာမှမမြင်အောင်အောက်ကနေတဲ့ထိုးတဲ့ခါအခုဒီမှာနှင်းစီပန်းရဲ့ဒီလိုဟနေတဲ့နေရာလေးတွေနေရာအောက်ကိုတက်လာဒီလိုကြားတွေကိုတက်လာတက်ပြီးပြန်ဆင်းသွားအဲ့ဒါဆိုလို့ရှိရင်သူကခိုင်သွားမယ်အပေါ်မှာလည်းခြီမမြင်ရဘူးဆိုဖြစ်နေမယ်နော်အပေါ်ဘက်မှာခြီမမြင်ရအောင်တုပ်ပေးနော်အခုဒီမှာနှင်းစီပန်းနေရာနှစ်ထပ်နေတယ်မလားအဲ့လိုထပ်နေတဲ့နေရာလေးနောက်ကပ်ပြီးတော့အကူတက်လာမတက်လာပြီ
ဒါလည်းတုတ်တက်ပါတယ်နော်အခြေခံတန်းတက်ထားပြီးတဲ့သူတွေကဒါမဲ့မတက်ရမှာဆိုလို့နည်းနည်းလေးပြန်ပြတာဟိုအဲ့ဒါပြီးရင်ပြန်ဆင်းရင်လည်းဒီတိုင်းပဲဒီအထဲကနေဒီပွန့်ဖက်ရဲ့ကြားထဲကနေပြီးတော့မှဒီနှင်းစီရဲ့အခွေကိုလည်းထိုးအောက်ကအခွေလေးကိုလည်းမြောက်ထိုးပြီးတော့ပြန်ဆင်းသွားအဲ့ဒီအတိုင်းပဲခိုင်တဲ့ထီကိုစိတ်ချတဲ့ထီကိုပတ်လေလိုက်တော့မယ်ခိုင်အောင်လိုက်တော့မယ်ဒါမဲ့အရှိမလုံးဝချီမပေါ်ရဘူးအဲ့ဒီတိုင်းအားလုံးလိုက်တော့တုတ်ပြီးသွားပြီဆိုလို့ရှိရင်ပြီးသွားပြီ